ကျမအကောင့်ထဲမှာကျောင်းအသီးသီးကကျောင်းသားမိဘတွေကြည့်ရှုတာဖြစ်တဲ့အတွက် government လည်းပါမယ် IS လည်းပါမယ်ဆိုတော့ဒီတစ်ခေါက်ဗီဒီယိုမှာတော့ government เนาะအစိုးရတင်ရောကနေပြီးတော့6တန်းမှာတင်တဲ့เนาะလေ့ကျင့်ခန်း6.4ရဲ့နံပါတ်9ဥစ္စာကိုကျမကgovernment ရဲ့တွက်နည်းနဲ့တွက်ပြထားသလိုကျမစင်ကာပူနိုင်ငံမှာအသုံးပြုတဲ့ model drawing method နဲ့လည်းနှိုင်းယှဉ်ပြီးတွက်ပြထားတာဖြစ်ပါတယ်ဆိုတော့ calculation ပိုင်းတွေကျွမ်းကျင်နေပြီတွက်ချက်ပိုင်းတွေကျွမ်းကျင်နေပြီဆိုလို့ရှိရင်ပု္ပ္ပစာတွက်တွေလာပါပြီပု္ပ္ပစာတွက်ကိုဘယ်လိုချင်းကပ်ရမလဲဘယ်အချက်တွေကိုကြည့်ရမလဲဘယ်လိုယူဆရမလဲဆိုတာကိုကျမပြောပြထားတာဖြစ်တဲ့အတွက်ကျမနဲ့တူလိုက်ပြီးတော့လေ့လာကြည့်အောင်နော်ပန်းဆက်ခင်းတစ်ခုတွင်နှင်းစီပန်းပင်နှင့်ဒီလီယာပန်းပင်တို့စိုက်ပျိုးထားရာနှင်းစီပန်းပင်သည်ဒီလီယာပန်းပင်ထက်222ပင်ပို၏ထိုပန်းပင်တို့၏အချို့ 1:4 ဖြစ်လျင်နှင်းစီပန်းပင်နှင့်ဒီလီယာပန်းပင်တို့၏စုစုပေါင်းအရေအတွက်ကိုရှာပါဆိုတော့အစိုးရတင်ယူနည်းတိုင်းကျွန်မတွက်မယ်ဆိုတော့ဒီမှာအပင်2မျိုးရှိတယ်ကျွန်မဒီမှာနှင်းစီပင်ကိုကျွန်မနှင်းစီပန်းပင်ကိုကျွန်မ x လို့ထားလိုက်မယ်နော်နှင်းစီပန်းပင်ကို x လို့ထားလိုက်မယ်နှင်းစီပန်းပင်အတိအကျရေးမယ်ဆိုရင်နှင်းစီပန်းပင်အရေအတွက်ပေါ့နော်အရေအတွက်ကို x လို့ထားမယ်ဒီလီယာပန်းပင်အရေအတွက်ကိုဒီလီယာပန်းပင်အရေအတွက်ကို y လို့ထားလိုက်မယ်ဆိုတော့ပထမဆုံးမှာပြောထားတာမှာ equation တစ်ချောင်းရလိမ့်မယ်နော်အဲ့ equation တစ်ချောင်းကဘာလဲဆိုတော့နှင်းစီပန်းပင်ကဒီလီယာပန်းပင်ထက်222ပင်ပိုများတယ်ဒါဆိုလို့ရှိရင် x တဲကနေ y ကိုနှုတ်လိုက်ရင်222နဲ့ညီနေမှာဒါ equation 1လို့ထားမယ်ထိုပန်းပင်တို့ရဲ့အချိုးကတဲ့တစ်အချိုးလေးဖြစ်လျင်နော်ဆိုတော့နှင်းစီပန်းပင်ကပုံများနေတာဖြစ်တဲ့အတွက်တစ်ကဒီလီယာဖြစ်မယ်2က4ကနော်နှင်းစီပန်းပင်ဖြစ်မယ်ဆိုတော့ကျွန်မဒီမှာသူက 1:4 လို့ပြောတဲ့အတွက် y by x equal 1/4 x equal to 4y ဒါ equation 2ဖြစ်မယ်ဆိုတော့ဒီမှာကျမတို့ equation 2ကို equation 1တွင်အစားသွင်းတော့ကျမတို့ဒီမှာဘယ်လိုဖြစ်သွားမလဲဆိုတော့ x minus y equal to 222က equation 1လေဆိုတော့ x က 4y အစားသွင်းလိုက်မယ်ဆိုလို့ရှိရင် 4y minus y equal to 222ဆိုတော့ 3y equal to 222 y equal to ကျမတို့ divide လုပ်လိုက်မယ်ဆိုရင်74ရမယ်ဆိုတော့ y ရပါပြီဆိုတော့ y equal to 74ကိုကျမဘာမှအစားသွင်း x ရမယ်ဆိုတော့ equation 2မှာအစားသွင်းရင် x ရမယ်နော်တွင်အစားသွင်းတော့ဆိုတော့ x equal to 4 multiply 74ညှောက်လိုက်လို့ရှိလို့ရင်ကျမတို့ဘာရမလဲကျမတို့ဒီမှာညှောက်လိုက်ပြီဆိုရင်လေးလေး16 6ရေ1 4 9လေး28ဆိုတော့29 296ဒါပင်ရမယ်နော်ဒါလေးရပင်ဆိုတော့ကျမတို့ဒီမှာ y ကဒီလီယာပန်းပင်ရဲ့နော်အရေအတွက်ဆိုတော့ကျမဒီမှာဒီလီယာပန်းပင်အရေအတွက်က84ပင်ဖြစ်မယ် x ကဘာထထားလဲဆိုတော့နှင်းစီပန်းပင်နော်ဆိုတော့နှင်းစီပန်းပင်အရေအတွက်က296နော်296ပင်ဖြစ်ပါတယ်ဒီတစ်ခါဒီမှာကစင်ကာပူ math မှာတွက်တဲ့ပုံစံအတိုင်းတွက်ပြပါမယ်ဆိုတော့ပန်းဆိုင်ခင်းတစ်ခုမှာနှင်းစီပင်ဆိုတော့ဒီမှာနှင်းစီပင်အရေအတွက်ပေါ့နော်နှင်းစီပန်းပင်နော်အရေအတွက်ကိုဒီမှာကသူက 1:4 ဖြစ်တဲ့အတွက်သူ့ကို4 unit ဒီမှာဆွဲလိုက်မယ်နော်4 unit ဆွဲလိုက်မယ်ဆိုတော့ unit ကတော့ညီနေရပါမယ်အဲ့ဆိုဒီလီယာပန်းပင်အရေအတွက်နော်ဒီလီယာပန်းပင်အရေအတွက်က1 unit ဖြစ်မှာပေါ့နော် 1:4 သူကစမှတ်တူနေရပါမယ်ဆိုတော့ပုံများနေတာ222ဖြစ်တဲ့အတွက်ဒီမှာပုံများနေတာက3 unit ပုံများနေတာဒါဆို3 unit က220ဆိုရင်ကျမတို့ဒီမှာ3 units equal 222 1 unit equal 74ဖြစ်ပါတယ်ဆိုတော့1 unit စာရပြီဆိုရင်ဒီ unit တိုင်းမှာ74လိုက်ထည့်ရပါမယ်ဆိုတော့ကျမတို့လိုချင်တာကအပင်တွေရဲ့အရေအတွက်ဖြစ်တဲ့အတွက်နှင်းစီပင်အရေအတွက်ကိုလိုချင်တယ်ဆိုလို့ရှိရင်ဒါဆိုရင်နှင်းစီပန်းပင်အရေအတွက်ကိုလိုချင်တယ်ဆိုရင်4 unit ဖြစ်တယ်နော်သူက4 unit units unit ဆိုတော့4 multiply 74 equal to 296ဖြစ်ပြီးတော့ဒီလီယာပန်းပင်ကတော့ထွက်ပြီးသားဖြစ်တယ်1 unit စာပဲဆိုတော့ဒီလီယာပန်းပင်အရေအတွက်ကဒီလီယာပန်းပင်အရေအတွက်1 unit ဖြစ်တဲ့အတွက်သူကတွက်စရာမလိုတော့ပါဘူး unit မှာ s မထည့်ရပါဘူးဆိုတော့74ပါဒါတော့စင်ကာပူ
နိုင်ငံမှာသုံးတဲ့เนาะနီလန်ပေါ့ unit method ဖြစ်ပါတယ်